သင်ကံကြမ္မာကိုညံ့စေတဲ့စကား၃ခုဘာဖြစ်မလဲနံပါတ်1မဖြစ်နိုင် impossible အခွင့်အလမ်းနဲ့ကြုံလာတိုင်းမဖြစ်နိုင်ဆိုတဲ့စကားနဲ့အရင်ပိတ်ပင်လိုက်လို့ရှိရင်တားဆီးလိုက်တဲ့အခါမှာအုံနောက်ကတကားကိုအလူလူပိတ်သွားတယ်လို့ဖြစ်သွားတယ်အဲ့ဒီအတွက်ဒီစကားပြောလိုက်တာနဲ့အုံနောက်ကအဖြေရှာဖို့ရက်တန့်သွားတယ်အကြံကောင်းနေတယ်မထွက်တော့ဘူးအဲ့ဒါလိုပဲကိုယ့်ရဲ့ကိုယ်ကိုအောင်ခတ်လိုက်တာနဲ့အတူတူပဲအဲ့ဒီအတွက်ပြောင်းလဲလိုက်ပါဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင် how is it possible ငါဘယ်လိုဖြစ်အောင်လုပ်မလဲဆိုတဲ့ဟာမျိုးနဲ့ပြောင်းလဲလိုက်ပါနံပါတ်2ချက်ငါကံမယ် my leg အစင်မပြေတိုင်းကံဆိုးတာငါကံမယ်ပြောနေကြစကားတွေကသင်ဘဝကိုသူများလက်ထဲထိုးထည့်ပေးလိုက်တယ်လို့ဖြစ်နေတယ်အဲ့အတွက်ကြောင့်မလို့ကိုဘဝရဲ့ထိန်းချုပ်မှုကိုကံကြမ္မာကိုသူများလက်ထဲအပ်လိုက်တာမျိုးဖြစ်နေတယ်ကိုယ်တိုင်ကနစ်နာသူလို့သတ်မှတ်လိုက်တဲ့အတွက်ကြောင့်မလို့ကြိုးစားဖို့အတွက်ဆိုတာအော်တိုရက်တန့်သွားတယ်အဲ့အတွက်ပြောင်းလဲလိုက်ပါဒါငါအတွက်သင်ခန်းစာပဲငါလှုပ်ဆောင်ရမှာပဲဆိုတာမျိုးနဲ့ပြောင်းလဲလိုက်ပါနံပါတ်3ချက်မလုံနိုင် I can ငါမှအရေးချင်းမရှိဘူးဆိုတဲ့စကားကအော်တိုဖြစ်လာတယ်လို့ဖြစ်နေရဲ့သင်ရဲ့ productivity ကလည်းကျပါတယ်အဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အရေးချင်းကိုတက်ပလိုက်တာပဲဖြစ်ပါတယ်ယုံကြည်မှုကိုအမြစ်ကနေဆွဲလှန်လိုက်တဲ့အတိုင်းအကြောက်တရားကိုမွေးမြူလိုက်တာပဲဖြစ်တယ်တိုးတက်မှုကလည်းအလိုလိုရပ်တန့်သွားမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ပြောင်းလဲတဲ့စကားကငါလိလာစေပဲဆိုတာမျိုးပဲဖြစ်တယ်မှာရဲ့လူတော်တော်များများသူတို့ဘဝဘာလို့မတိုးတက်ဘာဖြစ်လို့အခွင့်အလမ်းတွေမရလဲဆိုတာဒီစကား၃ခုပေါ်မှာအမြဲတမ်းနေ့စဉ်တူပါပြောပြနေတယ်ဆိုတာကိုသူတို့သတိမထားမိကြဘူးဖြစ်ပါတယ်နေတိုင်းပြောပြတဲ့စကား၃ခုကိုလည်းကျွန်တော်တို့ဒီကနေဟိုးအဝေးတနေအောင်စွန့်ပစ်လိုက်ဖို့အတွက်ကျွန်တော်ကနေမှတိုက်တွန်းလို့ဆိုပါတယ်အဲ့ဒါလိုပဲကဘာကျော်မင်းသားကြီး Bruce Lee ကပြောခဲ့တဲ့စကားရှိပါတယ်ခင်ဗျာ Don't speak negatively about yourself even as a joke your body doesn't know the difference what's an energy and the cast pulse change the way you speak about yourself you can change your life ဆိုတော့အဲ့ဒါလိုပဲတကယ်လို့များတာကျွန်တော်တို့တွေကရည်စရာတွေပျော်ရွှင်စရာတွေပြောနေရင်တော့မှအဆိုးမြင်တဲ့စကားတွေ negative ဆန်တဲ့စိတ်ကောစကားကောမပြောပါနဲ့ဒီအတွက်ကြောင့်မလို့တကယ်လို့များတာကိုယ့်ဘဝကိုပုံစံကောင်းနေနဲ့ကိုကချိန်မယ်ဆိုလို့ရှိရင်ဒီစကလုံးတွေကိုဖယ်ရှားခြင်းအပြင်ကိုယ့်ရဲ့နေထိုင်မှုပုံစံကိုယ့်ရဲ့ဘဝလည်းပြောင်းလဲတော့မှာပဲဖြစ်ပါတယ်ကျွန်တော်ခုနကပြောသွားတဲ့အချက်၃ချက်ကလူတစ်ယောက်ရဲ့ကံကြမ္မာနဲ့အခွင့်အရေးလုပ်ရက်ကိုပြောင်းလဲသွားစေရဆိုတာဟုတ်လားဆိုတာကိုတစ်ချက်လေးဆွေးနွေးနိုင်မှုအတွက်အောက်က comment မှာဆွေးနွေးပေးသွားနိုင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်